အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အရန်ရတာရှိတဲ့ယာဒီဇာတူရင်ဖီလိုလေးလုပ်ပြပါမယ်။ပါဝင်ပစ္စည်းလေးတွေကတော့ကျဲဥနှလုံးနွားနို့250 ဂရမ်ရင်အပူပေးထားတဲ့ထောပတ်ရည်35 ဂရမ်တခြား40 ဂရမ်နဲ့ကိတ်ကြုံ85 ဂရမ်စာအနှံ့ငယ်တို့ဖြစ်ပါတယ်။မားရဲ့ပီလေးကိုလက်ရန်ဖော်လို့မလိုရရင်လက်ရန်ဖော်လို့လုပ်ခဲ့အောင်မမေ့ပါနဲ့နော်။မားနဲ့တူစားလိုက်ရအောင်သုံးပြီးမှခွက်လေးတွေကိုတခြား40 ဂရမ်နဲ့ကျဲဥနှလုံးကိုကျဲဥခောက်တန်လေးနဲ့ကျဲဥနဲ့တကြားမှွေသွားတဲ့အထိမှွေခြေသွားတဲ့အထိမှွေပေးလိုက်ပါမယ်ရှင်ပြီးတော့တဲ့ခါမှာတော့စားလေးနဲ့ငယ်ကိုထပ်ထည့်ပါမယ်စားလေးနဲ့ငယ်ထည့်ပြီးသွားရင်တော့မတို့နွားနို့250 ဂရမ်ကိုထပ်ထည့်ပါမယ်ဖြည်းဖြည်းချင်းလေးလောင်းထည့်ပြီးတော့နှံ့သွားတဲ့အထိမှွေပေးပါမယ်ခုဆိုရင်တော့အပူအေးခံထားတဲ့ထောပတ်35 ဂရမ်ကိုထည့်ပြီးတော့မှွေလိုက်ပါမယ်ဆိုရင်ကိတ်ကြုံ85 ဂရမ်ကိုဖြည်းဖြည်းချင်းလေးထည့်ပြီးမုံသားလေးတရားလေးဖြစ်ပြီးမှွေပေးလိုက်ပါမယ်ပြီးတော့ရင်တော့မတို့မုတ်ပြောင်လေးလောက်ဝယ်ရတော့ဖုကလာလေးအနေငယ်ထည့်ပါမယ်ရှင်မရဲ့ဖုကလာလေးကနည်းနည်းများတော့အရန်တရောင်များပါတယ်ရှင်ခုလိုမျိုးရတော့ရင်တော့15 မိနစ်လောက်နှက်ထားလိုက်ပါမယ်15 မိနစ်နှက်ထားရတဲ့မုံသားလေးကိုစကားလေးနဲ့စစ်ပါမယ်အဲလိုစကားလေးနဲ့စစ်ပြီးတော့ရင်တော့မကတ်တဲ့အိုးလေးကိုမြူပူပေးပြီးထောပတ်လေးတုပ်ပြီးတော့ခုလိုမျိုးလေးကြော်လိုက်ပါမယ်ရှင်ကြော်တဲ့ခါမှာမီးအေးလေးနဲ့ကြော်ပါမယ်ခုလိုမျိုးမုံသားလေးကအခုလိုမျိုးအပေါက်လေးတွေရလာပြီဆိုရင်တော့ရပါပြီခုမုံသားမုံလေးကျဲဥလေးနှလုံးနဲ့ကြော်လိုက်တာမုံသားလေး6ချက်ရပါရှင်ဆိုရင်တော့မုံသားလေးလည်းရပြီဆိုတော့အထဲမှာတမဲခရွန်လေးလုပ်ပါမယ်ပုတ်ပေးခရွန်100 ဂရမ်သုံးပါတယ်ဒူရင်သီးကတော့မိမိစိတ်ကြိုက်ပါအမကတော့ဒူရင်သီးတမွာကိုအခုလိုမျိုးခြေထားလိုက်ပါတယ်ဒီလိုခြေပြီးတော့လုပ်ပြီးတော့တဲ့ခါမှာတော့မုံလေးစလုပ်ပါမယ်ရှင်လှတဲ့ဘက်နဲ့မလှတဲ့ဘက်လေးရှိပါတယ်အမကတော့လှတဲ့ဘက်လေးကိုအပြင်မှာထားပြီးမလှတဲ့ဘက်လေးကိုအတွင်းထဲမှာထားမှာပါဒါမှဒါလေးမတို့ကိန်းလေးကအပြင်ဘက်လေးကလှနေမှာပါခရွန်လေးကိုမိမိစိတ်ကြိုက်ထည့်မယ်ထည့်ပြီးတော့တဲ့ခါမှာတော့ဒူရင်သီးကိုလည်းထပ်ထည့်ပြီးတော့အခုလိုမျိုးလေးတော့ပုံစံလေးခောက်လိုက်ပါတယ်ခုဆိုရင်တော့မတို့အလှပပြီးရမ်းရတာရှိတဲ့ဒူရင်သီးကီလိုလေးရပါပြီရှင်မနဲ့တူအလုံးလိုက်လို့ကြည့်ဖို့မျှော်လင့်ပါတယ်ရှင်လွယ်ကူပြီးတော့အရန်ရတာရှိတာမို့အလုံးလိုက်လို့ကြည့်ဖို့ပြောချင်ပါတယ်မရဲ့မုံလုံးလေးကိုကြိုက်နေတဲ့ဆိုရင်တော့လိုက်ရဖို့လိုက်ရရှယ်လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်သိချင်တဲ့မုံလုံးနည်းတွေရှိရင်လည်းcomment မှာရေးခဲ့ပေးပါနောက်ထပ်မုံလုံးနည်းတွေနဲ့တူပြန်လာခဲ့ပါမယ်ရှင်ဒီနေ့တော့ဒီလောက်ပဲရှင်အားလုံးပဲဆင်ပြေကြပါစေပျော်ရွှင်တဲ့မိသားစုဘဝလေးပိုင်ဆိုင်ကြပါစေရှင်ဒီနေ့တော့ဒီလောက်ပါပဲ